ကရင်နေရမှာပဲလား အရင်နေရာပဲလေ ရင်နေရဘယ်နားမှာလဲ အရင်နေရာမှာပဲဆိုပါမဘယ်နေရာမှာဝိုင်းရောပတ်ပတ်လို့မတွေ့လားမလားမတွေ့လား ဟောအေး မတွေ့လားသူမိုးတုတ်ကသူခင်းလေးလေးတိုင်စင်လေးလေ အေး အဲ့ဒါနတ်စင်နော် အေးမေးတာနတ်စင်မေးတာမဟုတ်ဘူး အဲ့ဒီနတ်စင်ကိုပို့လျှောက်ခဲ့ နတ်စင်ကိုပို့အောင် နတ်စင်ကိုပို့လျှောက်ခဲ့ နတ်စင်ပို့တော့သူ့ပြားတွေရှာကုန်မှာဗောဟာ မလျှောက်ပါဘူးနတ်စင်ကိုပို့လျှောက်တော့အောက်မှာတွေ့ဇီးပင်လေးတွေမတွေ့လား အေး အဲ့ဒါအချိုးပင်ဟုတ်ဇီးပင်ချိုးပင်ချင်းမေးတာမဟုတ်မင်းအိမ်ကိုမေးတာ အဲ့ဒီဇီးပင်လေးကိုပို့လျှောက်ခဲ့ ဇီးပင်ကိုပို့အောင် ဇီးပင်လေးကိုပို့လျှောက်ခဲ့ သူ့တွေတော့စူးကုန်တော့မှာ မစူပါဘူးအဲ့ဇီးပင်ကိုပို့လျှောက်တော့မကုန်းနေနေလေးတွေ့လား အေးနေနေ အဲ့ဒီနေလေးကိုတခါကြောတဲ့ကုန်းမြင့်မြင့်လေးဆိုတာရှိသေးတယ် မင်း မြင့်မြင့်လေးကိုကြောတော့ကုန်းဆောက်ဆောက်ကလေးဆိုတာရှိသေးတယ်ဆောက်ကလေးကိုတခါကြောတဲ့ကုန်းပြက်ပြက်ကလေးဆိုတာရှိသေးတယ်ပြက်ပြက်ကလေးကိုတခါကြောတဲ့ကုန်းပြားပြားလေးဆိုတာရှိသေးတယ် အေးပြားပြား ပြားပြားလေးကိုကြောတယ်ဓမ္မအဲ့နေရာကျမေးလိုက်တော့ဗျာကုန်းနေမြင့်စောက်ပြက်ပြားအိမ်ဘယ်လဲလို့သာမေးလိုက်အဲ့ဒါကျွန်တော်